ဒီနေ့ကျွန်တော်အိမ်တိုင်လိုက်ပြမယ်ဒီအိမ်ကဖတ်ထရာမြို့ထဲမှာရှိတာဖြစ်တယ်ပြီးသွားလို့ရှိရင်ကမ်းခြေကိုသူက10မိနစ်ပဲပြီးရင်ဒီအိမ်ကလုံးဝ luxury အိမ်ဟုတ်ကဲ့စိတ်ဝင်စားကြလားကျွန်တော်လည်းအတူလိုက်ကြည့်ကြမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ project တစ်ခုလိုက်ပြမယ်ဒီ project ကဖတ်ထရာမှာရှိတဲ့ villa ပေါ့နော်သူကလုံချင်းအိမ်ကိုမှသူက80ပတ်လဲအရှိကို80အနောက်ကို80ပြီးရင်သူကဒီအိမ်မှာဝယ်မယ်ဆိုလို့ရှိရင်လုံးဝအတင်းတက်နေအောင်ပဲအိတ်ဆွဲပြီးတက်နေအောင်ပဲသူက smart home system အကုန်လုံးကသူက digital cloud တွေနဲ့သွားတာစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်အထဲမှာအတူတူလိုက်ကြည့်အောင်အခုဒါဝင်လာတဲ့အခါမှာဒီမှာကားက4စီးရက်လို့ရမယ်4စီးရက်လို့ရမယ်အရှိကို4စီးအနောက်4စီးပေါ့နော်စုစုပေါင်း8စီးလောက်ရက်လို့ရမယ်ပြီးသွားရင်ဒီမှာဟိုတာcharger လည်းပါတယ် electronic charger လျှက်စစ်ကားအတွက်ပေါ့နော်ပြီးရင်သူကအနောက်မှာရေကူးကန်ရှိမယ်ပြီးရင်မြေပိုရှိအောင်မယ်အနောက်ဘက်မှာဟုတ်ကျွန်တော်တို့အိမ်ထဲကိုအရင်ကြည့်လိုက်ရအောင်စောင်းဝင်လာလို့ရှိရင်ဒီမှာဟိုတာ screen တစ်ခုကိုမြင်ရမယ်ဒီ screen တစ်ခုကဘာလဲဆိုလို့ရှိရင်တစ်ခုကဒါကဒီအိမ်မှာရှိတဲ့ lighting ပေါ့နော်ဒီလျှက်စစ်ပစ္စည်းတွေအကုန်လုံးကို control လုပ်တဲ့ဟာဥပမာကိုကအိမ်ရောက်လာပြီဆိုလို့ရှိရင် welcome home နှိပ်လိုက်ရင်မီးတွေအကုန်လုံးလာမယ်တကယ်လို့ထွက်သွားမယ်ဆိုလို့ရှိရင်ဒါလေးခလုတ်တစ်ခုနှိပ်လိုက်တာနဲ့မီးတွေအကုန်ပိတ်သွားမယ်အဲ့တော့အိမ်မှာရှိတဲ့မီးတွေကိုကခလုတ်တစ်ခုချင်းစီလိုက်ပိတ်စရာမလိုတော့ဒီ screen တစ်ခုနဲ့အကုန်ပြီးရင်နောက်တစ်ခုကလေးကြတော့ဒါက camera ဒီအရှိမှာဘယ်သူတွေလာလဲကားပါကင်မှာဘယ်သူတွေရှိလဲဆိုတာအကုန်လုံးဒီထဲမှာကြည့်လို့ရတယ်ဟုတ်အဲ့တော့ဒီ smart home ပေါ့နော်သူတို့ခေါ်တာအဲ့တော့ဒီဟာတွေအကုန်လုံးကအိမ်ဝယ်မယ်ဆိုလို့ရှိရင်အကုန်ပါမယ်ဟာတယ်ပြီးရင်ဒီဘက်ဘေးကအကုန်လုံးကဒါဖနက်စင်တယ်ဖနက်စင်ကသူက3ကန့်ပါတယ်အဲ့တော့ဖနက်များတဲ့လူတွေအတွက်ကအဆင်ပြေတယ်ဟုတ်ကျွန်တော်အထဲမှာကြည့်မယ်အဲ့တော့ဒါအတွင်းခန်းကပြောရမယ်ဆိုလို့ရှိရင်ဟိုသူက3လွှာရှိတယ်3လွှာရှိတယ်ဆိုတော့အိမ်ကဒီလိုဗျက်ကြီးကိုအရန်ကျဲမနေဘူးဒါပေမဲ့သူကအပေါ်ကို3လွှာမြင့်သွားတာပေါ့နော်ဒါပေမဲ့သူ့အနေထားတစ်ခုကတော့ဟိုတော်တော်လေးတော့လုံလုံလောက်ရှိတယ်ကျဲတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ဟိုအကျဲကြီးတော့မဟုတ်ဘူးပေါ့နော်ပြီးရင်ဒါထမင်းစားစပွဲkitchen ကဒီလိုသူက kitchen က2ခုရှိတယ်ဒီဘက်ကဒါကdry kitchen ပေါ့နော်ပြီးရင်ဒီဘက်အထဲမှာကသူကwet kitchen အထဲမှာ hinge ချက်ပါညာကျွန်တော်တို့ဒီမှာ slide door လေးနဲ့ဖွင့်လာအဲ့လိုအစာတွေဒီဘက်မှာယူပြီးတော့ပေးပေါ့နော်အဲ့လိုလုပ်လို့ရတယ်ပြီးရင်သူကဒီအနောက်မှာကဟိုတာမြေပိုရှိတယ်ဒီအနောက်မှာသူကမြေပိုပေါ့နော်မြေလေးကတော့တော်တော်လေးကျယ်တယ်အနောက်မှာအေးဆေးလေးကိုလမ်းလျှောက်လို့ရတယ်ဥပမာအိမ်မွေးတရိတ်ဆန်ရှိတယ်ဆိုလို့ရှင်လည်းသူတို့ကိုကြောင်းလို့ရတယ်ပေါ့နော်ဒီမှာတော့ဘာဘီကျူလှုပ်စားဖို့ပါညာလှုပ်ထားပြီးတယ်ဟုတ်ကဲ့ပြီးရင်ဒီဘက်မှာကရေကူးကန်ဒါကတော့ကားပါကင်အနောက်ကရေကူးကန်ပေါ့နော်ကားပါကင်အရှိမှာသူကဒီတကားကိုဒီပုံစံမျိုးလေးလှုပ်ထားပေးတယ်သဘောတရားကဒီလိုအပြည့်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်သူကကားပါကင်နဲ့တစ်ဆက်တည်းဖြစ်သွားတာပေါ့နော်အဲ့လိုတကားတွေအကောင်လုံးအဲ့လိုအပြည့်ဖွင့်လိုက်ရင်တော့လို့တစ်ဆက်တည်းဖြစ်သွားโอเคဒီဟာတွေအကောင်လုံးကလည်းဟိုပါတယ်အခုဒီဗီဒီယိုထဲမှာမြင်ရတဲ့အရာတွေအကောင်လုံးကဝယ်လို့ရှိရင်တစ်ခါတည်းပေးမဲ့ဟာတွေအဲ့တော့ဒီ furniture တွေဆိုလို့ရှိရင်လည်းကိုကဟိုအယောင်တွေရွေးလို့ရတယ်ဒီ interior color တွေကတော့ဒီပုံစံတိုင်းပဲလာမှာကိုရွေးလို့ရမယ့်ဟာတွေကထိုင်းခုံအယောင်တို့ဒီ furniture တွေပေါ့နော်အယောင်တွေရွေးချယ်လို့ရမယ်ဟုတ်ပြီးရင်သူကအောက်မှာကဟိုတာအိတ်ခမ်းတစ်ခမ်းပါတယ်လူကြီးခမ်းပေါ့နော်ဒီခမ်းကလောလောဆယ်ဟိုတာဝိုင်တူလောင်တဲ့ပုံစံမျိုးလောက်ထားတယ်ဒါမှမဟုတ်ကိုကဟိုတာလူကြီးခမ်းပြန်ပြောင်းချင်တယ်ဆိုလို့ရှင်လည်းရတယ်ပြီးရင်သူကဒီအခန်းကထွက်လာရင်ဒီမှာ lift ရှိရယ်3လွှာဆိုတော့လေဓာတ်လေကားထားပေးတယ်သူရဲ့ဓာတ်လေကားကဟိုတာလူ8ယောက်ထိဆန်တယ်ဟိုတယ်မှာထားတဲ့ဓာတ်လေကား size လောက်တောင်ရှိရယ်တော်တော်လေးကြီးရယ်လို့ပြောလို့ရတယ်သူ lift ဆင်လာမယ်အခုကျွန်တော်နှိပ်ထားပါတော့သူရဲ့အကျယ်ကတော့ဒီမှာအခုမြင်တဲ့အတိုင်းပေါ့နော်တော်တော်လေးဟို8ယောက်ဆိုတော့လည်းမဆိုးတော်တော်လေးကြဲကြဲဝန်းရှိတယ်ဟုတ်ကျွန်တော်အပေါ်တက်ကြည့်မယ်အခုဒါ3လရောက်လာပြီပေါ့နော်သူရဲ့ဓာတ်လေကားလေတော်တော်လေး smooth ဖြစ်တယ်ကျွန်တော်စီးလာတဲ့အထက်မှာဥမာ condo တွေပါလို့ဆိုလို့ရှိရင်သူကနည်းနည်းတောင်မှဟိုတာဖြစ်သေးတယ်တုံသေးတယ်ပြီးနည်းနည်းမူးတယ်ဒီကောင်ဆိုလုံးဝမမူးဒီဓာတ်လေကားဆိုလို့ရှိရင်
3လအပေါ်မှာကသူက master 2ခန်းရှိရယ်ဒါကတော့ master အကြီးပေါ့နော်သူကဝင်ချင်းမှာဒါဟိုတာရေချိုးကန်အိမ်သားရေချိုးကန်အိမ်သားတော်တော်လေးကျဲတယ်ဒါဆိုဟိုဘက်မှာကသူကရေချိုးခန်းဒီဘက်မှာအိမ်သားပေါ့နော်လို့ကန်ထားတာသူရဲ့ဒီတုံးထားတဲ့ပစ္စည်းတွေလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ် interior တွေပြီးရင်ဒီမှာကအလားပြင်ဟုတ်ပြီးရင်ဒီမှာအိတ်ခန့်ပေါ့နော်အဲ့တော့ဒီဘေးမှာကသူကအိမ်ရှိရယ်အိမ်ရှိရဲ့ခါကျတော့ကိုကဟို privacy ကိုထိခိုက်မှာပူကြမလို့ဘာလို့ဆိုတော့ဟိုဘက်ချန်နဲ့ဒီဘက်ချန်ကျွန်တော်တို့ဒီမြင်ရတဲ့မှန်ဆိုလို့ရှိရင်ဟိုဘက်ချန်ကအုပ်အပြည့်ပိတ်ထားတာအဲ့တော့ဒီဘက်ချန်ကိုလုံးဝမမြင်အောင်သူတို့ရဲ့ view ကဟိုဘက်ကအပွင့်ပြန်ဖြစ်သွားလိမ့်မယ်အဲ့တော့privacy အတွက်ကအရင်ကောင်းတယ်ပြီးရင်ကျွန်တော်တို့ဘေးက master ခန်းသွားကြည့်မယ်ဘေးက master ခန်းမရောက်ခင်မှာဒီမှာကသူတို့ဖျားခန်းလိုမျိုးလောက်ထားတယ်ထိုင်းနဲ့မြန်မာကတော့ဟိုဟာရိုးရတူတယ်ဆိုတော့လေထိုင်းနဲ့ဒီလိုမျိုးသူတို့ဖျားခန်းလောက်လေးရှိတယ်အဲ့တော့ဒါလည်းဟိုဖျားခန်းလောက်ချင်တဲ့လူတွေအတွက်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဟိုဒုတိယထပ်သွားကြည့်အောင်ဒုတိယထပ်လည်းအဲ့လိုပဲသူကဒီမှာကဟိုဟာအလုံးလောက်ဖို့နေရတခန်းပေါ့နော်အလုံးလောက်ဖို့နေရတခန်းလေးရှိရယ်ဒါကိုက multi purpose ပေါ့ကိုကြိုက်တာလုပ်လို့ရတယ်ဥပမာ music room လုပ်ချင်လည်းရတယ်office room လုပ်ချင်လည်းရတယ်ဟုတ်ပြီးရင်ဒီမှာကဟိုmaster တခန်းဒီမှာအဝတ်စားလဲဖို့ဒီမှာကအိတ်ခန်းပြီးလို့ရှိရင်ဒီမှာကဝရန္တာအသေးလေးသူကဒီခန်းကလေးကြတော့အောက်ထပ်ကိုမြင်ရတယ်သူကဒီမှာဟိုchandelier တွေနဲ့တက်ပြီးတော့chandelier view ပေါ့ပြီးလို့ရှိရင်အောက်ကိုကြည့်လို့ရမယ်အဲ့တော့ကိုက private ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီဟာကိုအုပ်ပိတ်ရင်ပိတ်မပိတ်ဆိုလို့ရှိရင် light ကပိတ်ပေါ့နော် single room ကသူကmaster ပဲ master single room ပေါ့နော်အရန်တော့မကြည့်ဘူးသူရဲ့ size နေထားဘယ်လောက်ပေါ့နော်ပြီးရင်ဒီဘေးမှာတစ်ခန်းရှိရဒီခန်းကြတော့သူကဟိုရုပ်ရှင်ကြည့်ဖို့အခန်းရုပ်ရှင်ကြည့်ဖို့အခန်းကသူကအောက်မှာကတနေရာရှိရယ်ဒီမှာကဒုတိယတနေရာပေါ့နော်ဒါကဒုတိယအလွှာမှာနေပြီးတော့ကိုကအောက်လွှာထိသွားပြီးတော့ TV မကြည့်ချင်ဘူးဆိုလို့ရှင်ကဒီမှာကြည့်လို့ရတယ်ပြီးရင်သူအရှိမဟိုဝရန္တာလေးပါမယ်ဒီဘေးမှာလည်းသူကနောက်ထပ်ဟိုရှိသေးတယ်ဝရန္တာနားနေဆောင်ပေါ့ဒါတော့ကိုပါတီကြိုက်တဲ့လူတွေဆိုလို့ရှိရင် barbecue ပါညာဒီမှာကင်စားလို့ရတယ်အောက်ထပ်မှာလည်း barbecue ကင်ဖို့တနေရာထပ်ရှိသေးတယ်အဲ့တော့အပေါ်နဲ့အောက်နဲ့ခွဲကင်ပေါ့တကယ်လို့ပါတီအကြီးကြီးလုပ်မယ်ဆိုလို့ရှိရင် okay သူကအကောင်လုံးကဟိုsmart system တွေကြီးပဲဒါဆိုလို့ရှိရင်ကသူဒီရုပ်ရှင်ခန်းအတွက်မီးပေါ့နော် lighting ချိန်တဲ့ဟာခလုတ်လေးနဲ့ပဲသွားတာမီးအတိုး short တို့မီးအပိတ်ဖွင့်တို့ဒီမှာအကုန်သုံးလို့ရတယ်ပြီးရင်ဒီမှာတော့ဟိုmusic ကြိုက်တဲ့လူတွေအတွက်ဒါတွေပါပါတယ်ခွဲမယ်ဆိုလို့ရှိရင်ဒါတွေပါအကုန်ပေးမှာအဲ့တော့ဟိုဆန်နီယာတီတက်တဲ့ဂီတာတီတက်လူတွေအတွက်တော့အရန်ဆင်ပြေတယ်အခုဒါကျွန်တော်တို့ဟိုအောက်ထပ်ကိုပြန်ရောက်လာပြီပေါ့နော်အဲ့တော့သူကစွစုပေါင်းကအိတ်ခန်းက9ခန်းရေချိုးခန်းအိမ်သာက9လုံးအဲ့တော့ဟိုမိသားစုတော်တော်များများလေးနေလို့ရတယ်ပြီးရင်သူက3လွှာဆိုတော့လေ6လွှာနဲ့ကိုprivacy လေးရှိရယ်ဟုတ်အဲ့တော့ကျွန်တော်အချုပ်လေးကိုတစ်ချက်ပြောပြမယ်အချုပ်ကသူ့ရဲ့ဈေးပြောရမယ်ဆိုလို့ရှိရင်ဒီအိမ်ကအကုန်လုံးအပါဝင်အခုဒီဗီဒီယိုထဲမှာမြင်တဲ့အရာအကုန်လုံးအပီးစီးကိုဘတ်300ရှိရယ်အဲ့တော့ဒီဈေးကဒါဖတ်ထရမို့လို့ဒီဈေးရတာတကယ်လို့ဘန်ကောက်ဆိုရင်ဘန်ကောက်တောင်မှဒီလိုမျိုးမြို့ပြင်နားလောက်ပေါ့နော်ဒီလင်ကွင်းနားပေါ့လင်ကွင်းနားလောက်မှာသူကဘတ်ကို600လောက်ရှိတယ်ဒီအနေထားပဲအဲ့တော့ဟိုမှာက600ဒီမှာက400ဆိုလို့ရှိရင်သူက200လောက်ဟာနေတယ်
ဟုတ်ပြီအဲ့တော့ဘယ်လိုမျိုးလူတွေအတွက်တင်းတော်မလဲတကယ်လို့ကိုကဒီမှာ retire အနေနဲ့အမေဖေလဲရွှေ့လာမယ်ပြီးသွားလို့ရှိရင်ဟိုပင်လယ် vibe ကိုလည်းကြိုက်တယ်ဆိုလို့ရှိရင်ကဒီမှာဟိုရွှေ့ပြောင်းပြီးတော့အေးစစ်စစ်လာပြီးနေလို့ရတယ်လာနာလို့ရတယ်ပေါ့နော်နောက်တစ်ခုကလေးကြတော့ तू ကဆိုပါတော့ကိုကမနေချင်ဘူးလုပ်ငန်းအတွက် invest လုပ်ချင်တယ်ပေါ့နော် invest လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာကလချင်ငါတဲ့လူတွေရှိတယ်တစ်လကိုဒီမှာငားမယ်ဆိုလို့ရှိရင်3သိန်းခွဲလောက်ပေးရတယ်ဒီတအိမ်လုံးပေါ့နော်လချင်ငားမယ်ဆိုလို့ရှိရင်နေ့ချုပ်ငားတာတော့နည်းတယ်ဖတ်တရားမှာကလေးကြတော့အဲ့တော့ကိုကလပြက်အဲ့လိုမျိုးငားလို့ရတယ်ပေါ့နော်လို့မဟုတ်ဘူးချိုးကလေးကြတော့ပူဗီလာ brand ပေါ့ဘယ်လိုလဲဆိုလို့ရှိရင်ဖတ်တရားလာလဲကြတယ်မိသားစုလည်းများတယ်ဟိုတယ်လည်းမနေချင်ဘူးလုံးချင်းကိုမှအေးအေးဆေးဆေးလေးနဲ့လာပြီးတော့ chill ချင်တယ်ပြီးလို့ရှိရင် party လုပ်ချင်တယ်အဲ့လိုမျိုးကလေးကြတော့သူတို့လိုရက်နဲ့ပြန်ကားလည်းရှိတယ်ဒါကတော့ဟို Airbnb မှာပဲဖြစ်ဖြစ်ဟိုဒီonline မှာပေါ့နော်ပြန်ပြီးကိုကအငားတင်လို့ရတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဟိုပိုရတာပေါ့နော်ဒါကတော့ဟို invest လုပ်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဟိုအနေထားပေါ့နော်အဲ့တော့မိတ်ဆွေတို့ကဘယ်လိုထင်လဲကျွန်တော်မြင်ပြောရမယ်ဆိုရင်တော့သူ့ရဲ့ဟိုပေးထားတဲ့ပစ္စည်းတွေနဲ့သူ့ရဲ့ဈေးတန်းကတော့တော်တော်လေး fair ဖြစ်တယ်လို့ထင်တယ်location ရအောင်ပေါ့နော်location ပြောလို့ဒီအိမ်နဲ့ကျွန်တော်တို့ဒီကမ်းခြေပေါ့နော်ကမ်းခြေကသူက John Tian Beach ဒီမှာဖတ်တရားကသူက beach က3ခုလောက်ရှိတယ်3ခုဆိုတော့ဒီတစ်ခုကသူက John Tian ကမ်းခြေပေါ့နော်အဲ့ဒါနဲ့နီးတယ်ဘယ်လောက်နီးလဲဆိုလို့ရှိရင်ကားနဲ့ဆိုလို့ရှိရင်7မိနစ်ပဲရှိတယ်အဲ့တော့ဒီဘက်ချမ်းကပင်လေဒီဘက်ချမ်းဆိုလို့ရှိရင်တောင်အဲ့တော့အိမ်ကနေကသူကကမ်းခြေမှာတောင် view ကိုလည်းနေ့တိုင်းမြင်ရမှာအဲ့တော့ဒါကတော့သူ့ရဲ့ဟိုအနေထား vibe လေးပေါ့နော်ပြီးနောက်တစ်ခုကဒီမှာစုစုပေါင်းကအိမ်က8လုံးပဲရှိတာ8လုံးမှာ4လုံးကရောင်းထွက်သွားပြီအားလုံးကတော့4လုံးကတော့ထိုင်းနေပဲဝယ်ထားတာ foreigner မရှိသေးဘူးအဲ့တော့ foreigner ဝယ်လို့ရလားဆိုလို့ရှိရင် foreigner ဝယ်လို့ရတယ်လိဆိုအနေနဲ့သွားလို့ရတယ်မြေကြီးကအငါအိမ်ကကိုယ်အပိုင်ဖြစ်မယ်ဟုတ်ပြီးတော့ဘယ်လိုဝယ်ရမလဲဆိုလို့ရှိရင်နှစ်30 3ဖြတ်နှစ်90အထိဝယ်လို့ရတယ်သို့မဟုတ်ဘူးကိုကနှစ်30လောက်ပဲနေပြီးတော့မှပြန်ရောင်းချင်တယ်ဆိုလို့ရှိရင်လည်းထိုင်းကိုပြန်ရောင်းလိုက်ဆိုလို့ရှိရင်လုံးဝဟို free hold ပြန်ဖြစ်သွားပြီထိုင်းအပိုင်ပြန်ဖြစ်သွားပါတော့ပြီးသွားလို့ရှိရင်စာရွက်စာတမ်းအရာကဘာရမလဲဆိုလို့ရှိရင် title deed အနီအောင်ရမယ်ပြီးသွားလို့ရှိရင် contract ရမယ်အဲ့တော့ဒီ title deed အနီမှာကကျွန်တော်တို့ဒီ foreigner ဝယ်တဲ့ထုံးစံအတိုင်းပဲ title deed အနီအောင်ရဲ့ကြောဖက်မှာကိုငားရမ်းထားတယ်ဆိုတဲ့အကြောင်းအရာကိုရေးထားမယ်ဒါကမြေစင်းရုံးကနေရေးပေးမှာအဲ့တော့သဘောတရားကတော့ဒီအိမ်ကိုတော့ကိုပိုင်နေတယ်မြေကြီးတော့မပိုင်ဘူးမြေကြီးကိုတော့ထိုင်းရှီကနေငားထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်နေမယ်ပြီးသွားလို့ရှိရင်ဒီ title deed အနီအောင် title deed ဆိုတာကျွန်တော်တို့ကမြေ grant လို့ခေါ်မှာပေါ့နော်မြေ grant မူရင်အစ်စ်ကိုဝယ်တဲ့ပိုင်ရှင်ကိုပေးထားမှာအဲ့တော့ဒီဟာစာရွက်စာတမ်းတွေအကုန်လုံးကတော့ခိုင်မာမှုရှိတယ်အကုန်လုံးကကုလက်ထဲမှာပေါ့နော်အဲ့တော့ဒီထိုင်းကနေထိုင်းမဟုတ်ကုမ္ပဏီပေါ့ဒါကကြတော့သူကကုမ္ပဏီဆိုတော့ကုမ္ပဏီကနေကိုငားရန်ထားတဲ့ဆိုတော့ဒီစာရွက်စာတမ်းမူရင်းတွေအကုန်လုံးကကုလက်ထဲမှာရှိနေမှာဖြစ်တယ်ဟုတ်ကဲ့ဒါကတော့သူ့ရဲ့ဟိုလိုအပ်တဲ့အချက်လက်တွေပေါ့နော်ဒီထက်ပို့ပြီးတော့သိချင်တယ်မေးမြန်းချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆက်သွယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်